ကိုတော့ပြုံးလင်ရောက်နေပါတယ်ပြုံးလင်နေဝင်စီးစာလေးကိုကြည့်မှာဖြစ်ပါတယ်โอเคလိုက်ကြည့်ကြပါဦးဘယ်နေရာလို့ထင်လဲဝေါရှေးโอเคပါကွာ right hey resort ကိုရောက်နေတာဖြစ်ပါတယ်ခုကYeah! Shoo! Okay ပါဒါဒီနေ့ MTV ရိုက်ဖို့တော့ဗောနော် MTV ရိုက်ဖို့အတွက်ပြုံးလင်မြို့ Right Hill Resort ကိုရောက်နေတာဖြစ်ပါတယ် Okay ပါโอเคကျွန်တော်အခုက Right Hill Resort ရောက်နေတာဖြစ်ပါတယ်ပြုံးလင်မှာပါနေဝင်စီးစာကိုကြည့်ချူရင်းနေပေါ့နော်Wow! Shit! Hey. Okay ပါအခုကျွန်တော်ပြုံးလင်ရောက်နေပါတယ်Hello. Da 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 da.